ဂျမ်းမီသားစုဟာအကျွေးတွေနော်နစ်နေပြီးသူတို့ရဲ့ကုမ္ပဏီကလည်းပြိုလဲလူနီးပါးဖြစ်နေပါပြီကသူတို့အတွက်တခုတည်းသောမျှော်လင့်ချက်ကတော့အင်အားကြီးတဲ့လူကော်ပိုရေးရှင်းနဲ့လက်ထပ်ထိမ်းများပြီးမဟာမိတ်ဖွဲ့ဖို့ပါပဲကသူတို့ရဲ့သမီးဖြစ်သူအန်နာဟာအေးဆက်တဲ့ CEO ကယ်ဗင်နဲ့လက်ထပ်ရမှာကိုငင်းဆန်ခဲ့ပါတယ်ကဒါကြောင့်မိသားစုကအသက်9နှစ်အရွယ်မှာနယ်ကိုပို့လိုက်တဲ့အမွှာညီမအေမီကိုပြန်ခေါ်လာခဲ့ပါတယ်ကအေမီကိုသူမရဲ့အမအဖြစ်3နှစ်ကြာဟန်ဆောင်ပေးဖို့အတွက်ဒေါ်လာတန်း30ပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်ကအေမီကသဘောတူခဲ့ပါတယ်။ဒါဟာသူမအတွက်လွတ်လပ်မှုဖြစ်တယ်ဆိုတာကိုနားလည်လို့ပါအားပထမဆုံးနေ့ကတည်းကသူမဟာလူတစ်ယောက်လိုတောင်ဆက်ဆံမခံရဘူးဆိုတာကိုသိထားပါတယ်ကသူမရဲ့ခင်မွန်းဟာသူ့ရဲ့အပျော်များစီကိုအမြဲသွားလေးရှိပေမဲ့သူမဟာသူမရဲ့အခန်းကဏ္ဍကိုအကောင်းဆုံးလှုပ်ဆောင်ခဲ့ပါတယ်ကညတိုင်းညစာနဲ့စောင့်ဆိုင်ပေးတယ်။ရုံမနက်စာချက်ပေးပြီးသူ့ရဲ့အေးဆက်မှုကိုသိခံခဲ့ပါတယ်ကတဖြည်းဖြည်းနဲ့အရာအလုံးပြောင်းလဲလာပါတယ်ကသူကသူမရဲ့မွေးနေ့ကိုမှတ်မိလာပြီးသူမကိုဂရုစိုက်လာကရင်းနှီးမှုတွေလည်းရှိလာပါတယ်ကပထမဆုံးအကြိမ်အဖြစ်ဒါဟာစာချုပ်တစ်ခုဆိုတာကိုသူမေ့မေ့လူနီးပါးဖြစ်သွားခဲ့ပါတယ်က